စစ်သားတယောက်ဟာကလေးကစားစရာအယုတ်ကားလေးတစ်စီးကိုလမ်းလေကောင်ကိုဖြည်းဖြည်းချင်းတွန်းပို့လိုက်ပါတယ်။ပြီးနောက်မှာတော့သူ့ရဲ့အဖွဲ့သားတွေကိုတနက်နဲ့အသိချိန်ထားဖို့အချက်ပြလိုက်တာပေါ့။အယုတ်ကားကမြည်နေတဲ့အချက်ပေးတံတွေတစပိုကျဲလာတာနဲ့အမျှစစ်သားတွေအားလုံးဟာအသက်ရှူဖို့တောင်မိနေလောက်အောင်တင်းမာနေကြပါတယ်။သူတို့အားလုံးဟာမကြခင်ရောက်လာတော့မဲ့အန်ဒီယေဇူးကြီးကိုရိပ်မိနေကြတာပါ။မကြခင်မှာပဲအဲ့ဒီအတန်နောက်ကိုလိုက်လာတဲ့တတဝါဇိုးကြီးတွေဟာအလုံးအင်းနဲ့ရောက်လာပြီးစစ်သားတဒါစင်လောက်ကိုဝိုင်းပတ်ပိတ်ဆို့လိုက်ပါတော့တယ်။ကြိုတင်ပြင်ဆင်ထားတဲ့ဆိုပေမဲ့ဒီလိုကြောက်စရာကောင်းတဲ့မြင်ကွင်းကြောင့်စစ်သားတစ်တချို့ဆိုရင်အကြောက်လွန်ပြီးမျက်ရည်တောင်ကျလာကြပါလေ။ကံကောင်းတာကတော့ဘိုးကြီးဟာစိတ်ကိုတင်းငြိမ်အောင်ထားပြီးချက်ချင်းပဲတံပြန်တိုက်စစ်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်။တနတ်တန်တွေထွက်ပေါ်လာတာနဲ့အမျှစစ်သားတွေရဲ့ကြောက်စိတ်တွေပျောက်သွားပြီးစစ်နက်ဖျားတွေပိုးဝင်နေတယ်လို့မျိုးတတဝါဇိုးတွေကိုအချက်ချပြန်လေပစ်ခတ်ပါတော့တယ်။သူတို့ရဲ့ပစ်ခတ်မှုတွေကတိကျလို့တတဝါဇိုးတွေအတုံးအယုံကျဆုံးကုန်ပါတယ်။ဒါပေမဲ့တတဝါတွေကများလို့ကြီးစံတွေအမြန်ကုန်သွားပြီး10မိနစ်စာပဲကြံပါတော့တယ်။အဲ့ဒီအချိန်မှာတတဝါတွေရုတ်တရက်ဆုတ်ခွာသွားတာကြောင့်ဒါဟာအကွက်တစ်ခုလို့ဘိုးကြီးကရိပ်မိလိုက်ပါတယ်။တိတ်မကြခင်ပါပဲတကယ်ကိုကြောက်စရာကောင်းတဲ့အရာဖြစ်လာပါတော့တယ်။အရင်ကတတဝါတွေထက်ဆယ်ဆပုံမြန်တဲ့တတဝါစိုးကြီးတကောင်ကရုတ်တရက်ပြေးဝင်လာပါတယ်။ကြီးစံနေဘလောက်ဖဲများသူ့ကိုထိအောင်ပစ်ဖို့မလွယ်သလိုသူ့ရဲ့ခြုံထက်တဲ့လက်တံတွေနဲ့ထိမိတာနဲ့စစ်သားတွေရဲ့ခန္ဓာကိုယ်ဟာအပေါက်ဖြစ်သွားနိုင်ပါတယ်။ကံကောင်းတာကဒီတတဝါကြီးဟာဥတီချက်အာယုံခံနိုင်စွမ်းညံ့ဖြစ်တဲ့အတွက်စစ်သားတွေကိုလိုက်ဖိုင်းရင်ကားတစ်စီးတည်းကိုမှားပြီးတိုးဝင်သွားပါတယ်။အဲ့ဒီအခွင့်အရေးကိုတုံးပြီးဘိုးကြီးကကားကောင်ပေါ်တက်ကတတဝါကြီးကိုအသေးတက်လိုက်ပါတော့တယ်။ဒါပေမဲ့အနာယူဖို့အချိန်မရှိပါဘူး။ရေဒါပေါ်မှာတတဝါစိုးအုပ်ကြီးကသူတို့စီကိုအရှိန်နဲ့လာနေတာတွေ့လိုက်ရပြန်ပါတယ်။ကြည်စံကမရှိတော့တာကြောင့်ဘိုးကြီးကအဖွဲသားတွေကိုအနီးနားကအဆောက်အဦတစ်ခုစီခေါ်သွားပြီးအထက်တိုင်းမှာဘုံတွေလိုက်ထောင်ပါတော့တယ်။တတဝါတွေကိုဆွဲဆောင်ဖို့အတွက်အဆောက်အဦကအတန်ချက်ဆက်တွေကိုအကျေဆုံးဖွင့်စပီကာကြီးတွေထောင်ပြီးကားတွေကိုပါရိုက်ခွဲလိုက်ပါတယ်။ဒါပေမဲ့ရောက်လာတဲ့အရေးအတွက်ကသူတို့ထင်ထားတာထက်တန်းနေချီပြီးများနေပါတယ်။အချက်ပြမျောစင်ဘောကတတဝါကြီးကမြူတွေကတတဝါတွေအားလုံးကိုစင့်ခေါ်နေတာပါဘုံကြီးကမလုံလောက်တော့တဲ့အတွက်ဘိုးကြီးကအဆောက်အဦထဲပြန်ဝင်ပြီးဘုံကြီးထပ်ထောင်ရပါတယ်ဘိုးကြီးဘုံထောင်လို့ပြီးတဲ့အချိန်မှာတော့တတဝါတွေကအဆောက်အဦထဲရောက်နေပြီးမို့လို့ထွက်ပေါက်ပိတ်သွားပါပြီအဲ့ဒီအချိန်မှာဘိုးကြီးဟာရေးရင်းနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်သူ့ရဲ့အဖွဲသားတွေကိုအပြင်ကနေတကားပိတ်ပြီးဘုံခွဲဖို့အမိန့်ပေးလိုက်တာပါဘသူကမှဒီလိုမလုပ်ချင်ကြပါမယ်တမျိုးလုံးကိုဖျက်ဆီးမဲ့တတဝါရီရဲ့အန်တရယ်ကိုတွေးပြီးဒူးဘိုကြီးဟာတုံရီနေတဲ့လက်နဲ့ဘုံခလုတ်ကိုနှိပ်လိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဘိုကြီးဟာတတဝါဇိုးတွေနဲ့အတူမီးပင်လဲထဲမှာအသက်ပေးသွားပါတော့တယ်ဗျာ